ဒီနေရာကိုလေတစ်ခါမှမလာဘူးရောက်လည်းမရောက်ဘူးပေါ့နော်အခုမှရောက်ဘူးလားအဲ့တော့ပထမတော့တိတ်တော့မလာရဲဘူးပေါ့နော်ဘာပြောသဘာဝကြားတယ်ဒီမှာငါးတွေဘာလို့ကိုမြင်ရလေအများကြီးပဲတကယ်ကိုငါးတန်းကြီးကိုရောက်လာတဲ့ခါကျတကယ်ကိုလည်းအမတ်တရားဖြစ်ရပါတယ်ဒီမှာကားရက်တဲ့နေရာနဲ့ဒီဘက်ကလမ်းနဲ့ရှောက်ပါတယ်ရှောက်ရတဲ့ကြဟာမဆုလိုက်နေအဲ့လိုပြောကြရတယ်ပေါ့နော်ပြောကြအဲ့အတွက်လည်းအများကြီးဝမ်းသာပါတယ်ကိုမှတ်မိနေသေးတဲ့အတွက်ပေါ့နော်လေများညောက်စရံဖြစ်တဲ့အခန်းမှာဇလုံနေနဲ့ပေါက်ရတဲ့အခန်းပေါ့နော်အဲ့မှာတော့ကျမပေါက်တာတော့ထိအောင်ပေါက်တာပဲကံကောင်းတာလေမင်းသားကြီးကလည်းပြစ်လိုက်တိုင်းကိုတခါမှမမှန်ဘူးကျမပြစ်လိုက်တဲ့အချိန်မှာတန်းရှိတယ်ဟုတ်လားအဝတ်လန်းနဲ့တန်းအဲ့အဝတ်လန်းနဲ့တန်းနဲ့အဲ့ဇလုံတွေကအမြဲတမ်းပေါက်တောင်သွားထိတာအဲ့ဒါဆိုသူလည်းကံကောင်းတယ်မထိဘူးဘဝတွေကကျူးရဲ့ပေါ့နော်ဒီနေ့ကအလှူပေါ့ဘွာတွေကကျူးဇလန်းတွဲပေါ့ဇလန်းတွဲဆိုတာ तू ကပေါ့ TV ရနေကြည့်ရတာမဟုတ်ဘူးဖုန်းထဲကနေကြည့်ရတဲ့အစီအစဉ်ပေါ့နော်တူဆိုရဲအဲ့ရနေမှာတွေ့တာပါဒီမှာပေါ့နော် producer ကိုရှမ်းလေးပေါ့ကိုရှမ်းလေးကနေပြောမှာဒီလိုလေးအစီအစဉ်ရှိပါတယ်ဒီမှာလာလူဖြစ်တာကတော့ तू ကြီးမြင့်နိုင်ဆန်ပြပေါ့90ပေါ့နော်90ဒီမှာဘာလို့လာလူဖြစ်လဲဆိုတော့သူတို့ဒီကားရိုက်မှာလဲဒီမှာဇက်ဝင်ကန်းပါတယ်လေဒီမှာဝေလူကိုလာရိုက်ရတယ်ပေါ့နော်ထိုးချိတ်တဲ့ကန်းနေနောက်သူ့မိန်းမရေကြီးချမ်းမြဒီမှာသူက90တော့သူဒီမှာရိုက်ရတဲ့ခန်းတွေပါတယ်ပါတော့ကြည့်ရတာကိုရှမ်းလေးကဒီမှာဒီစကားပြတဲ့ခါမှာဒီကလည်းလူတွေလည်းအမတ်တရားဖြစ်အောင်ဒီမှာလည်းကျွေးကျင်တဲ့စိတ်ဖြစ်တဲ့အနေနဲ့သူလာကျွေးတယ်လို့ထင်ပါတယ်အဲ့တော့အမားတို့ပြောတယ်လေလာဝမ်းရံပေးပါပေါ့နော်ဒီကားကြီးလည်းထွက်တဲ့အနေနဲ့ဆိုအမားတို့လည်းလာပြီးဝမ်းရံပေးတာပါဒီနေရာကိုလေတစ်ခါမှမလာဘူးရောက်လည်းမရောက်ဘူးပေါ့နော်အခုမှရောက်ဘူးလားအဲ့တော့ပထမတော့တိတ်တော့မလာရဲဘူးပေါ့နော်မလာရဲဥစားဒီလိုပါလူတွေများအရမ်းများနေမလားပေါ့နော်နောက်တော့လာတဲ့ချိန်ကျတော့သူက8နာရီနဲ့10နာရီကျွေးမှာဆိုတော့အဲ့ချိန်ကျတော့လူလဲကွဲသွားတယ်ပေါ့နော်ကျမတို့လည်းရောက်ဖူးရတာပေါ့နော်ဘာပြောသဘာဝကြားတယ်ဒီမှာငါးတွေဘာလို့ကိုမြင်ရလေအများကြီးပဲတကယ်ကိုငါးတန်းကြီးကိုရောက်လာတဲ့ခါကျတကယ်ကိုလည်းအမတ်တရားဖြစ်ရပါတယ်တခါမှလည်းဒီလိုနေရာမရောက်ဘူးကိုရှမ်းလေးဒီလိုနေရာလာလူရတဲ့ဒီကပေါ့သဘာဝဘယ်လိုကောမလဲအခြေခံလူဒန်းစားတွေလည်းအကုန်လုံးစားရတယ်ပေါ့နော်အခုကဘာကျွေးရလဲဆိုတော့ကြာစံချက်ပေါ့နော်ကြာစံချက်ကိုလူရောက်1000ပေါ့နော်အဲ့ကျွေးတဲ့ပွဲမှာကျမတို့လည်းလာပြီးတော့ဝမ်းရံပေးကြတာပါအမကဒီမှာအမမပါဘူးအမရဲ့ character အမအဲ့ဒီဘဝတွေကကျူးမှာကွန်းရတယ်အမကွန်းရောက်လာတာကွန်းရတယ်တော့အမတို့ကဒီနောက်တစ်ခုတ်ထဲမှာပဲအမတို့ရိုက်တယ်ပေါ့ဒီမှာကရိုက်တာကရေချီချမ်းများကသူက90ပေါ့90တော့သူဒီမှာလာရိုက်တယ်နောက်ပြီးတော့ဝေလူ fighting ထိုးတဲ့ခန်းတွေပါဆိုသင်းမောပေါ်မှာပေါ့နော်သူတို့ကဒီမှာလာရိုက်ကြတယ်ရိုက်တော့သူတို့ကတော့ဒီကိုရင်ရောက်ဖူးကြတာပေါ့နော်အမားတော့ခုမှပဲစရောက်ဘူးရပေါ့နော်စရောက်တော့ဒီမှာဖျားလေးမှလူမဲဆိုကိုကထင်တာဒီက90တဲ့ဖျားလေးဆိုလူလဲနည်းနည်းခုချိန်မှာရှင်းသွားပြီတဲ့ဒီကရင်းနှီးခင်တဲ့လူချို့ကပြောကြတာတော့သူကမနေ့2နာရီခွဲရအရန်လူများတာကားလည်းချက်လူလည်းများပေါ့နော်9နာရီခွဲ6နာရီဆိုတော့လူရှင်းသွားပါပြီဆိုတော့တကယ်ဒီရောက်တဲ့ချာ9นาရီခွဲလောက်ဖြစ်နေလေမနေ့9နာရီခွဲမနေ့လည်းကျမတို့စောကြီးထားပြီးတော့9နာရီလောက်တိုင်းပြန်ဆင်ရသေးအောင်လာရသေးရဆိုတော့လေအဲ့မှာရက်ဆောင်နေတာဘူးမှမလာကြဘူးကားထဲမှာပဲထိုင်နေတာဒါပေမဲ့ဒီဘက်မှာကျွေးတယ်ပေါ့ကျွေးရဆိုတော့ခါကျတော့ဒီနေရာလေတကယ်ရုံးကြီးပေါ့နော်တကယ်ကိုဘောအချက်ချကြနေရဆိုတကယ်ဒီမှာရှိတဲ့အလုပ်သမားတွေအကုန်လုံးဝန်ထမ်းတွေလည်းအကုန်လုံးစားရတဲ့နေရာဆိုတကယ်လဲပီတိလည်းဖြစ်ရပါတယ်ဒီမှာလာကျွေးရတာလေတခါမှလည်းလို့မကျွေးဘူးနောက်ပိုင်းကျရင်လည်းလူမျိုးကိုမွေးလေးတို့ကတော့အမှတ်တရနေဆိုကျွေးဖို့တော့အစီအစဉ်ရှိပါတယ်သူတို့လည်းမြင်တဲ့ခါကျတော့မှတ်မိကြတယ်လေကျမကားရက်တဲ့နေရာနဲ့ဒီဘက်ကလမ်းနဲ့ရှောက်ရတယ်ရှောက်ရတဲ့ကြဟာမဆုလိုက်နေအဲ့လိုပြောကြရတယ်ပေါ့နော်ပြောကြအဲ့အတွက်လည်းအများကြီးဝမ်းသာပါတယ်ကိုမှတ်မိနေသေးတဲ့အတွက်ပေါ့နော်နောက်ပြီးတော့ဒီမှာတကယ်ကိုဒီကပေါ့နော်တကယ်ကိုဒီကဝန်တန်းလုပ်သားတွေနဲ့အကုန်လုံးကလည်းတွေ့ကြုံရတယ်သူလည်းကိုရီမင်းသားမီတရုပ်ဆောင်တွေကိုမြင်မှုကြတဲ့အတွက်သူလည်းဝမ်းသာနေကြတယ်ပျော်နေကြတာပေါ့နော်ကိုရီလည်းဒီမှာဒီလိုမျိုးလာကြွရတဲ့တကယ်ကိုဝမ်းသာပါတယ်တကယ်လည်းပျော်ရွှင်ရပါတယ်ဒီဘဝတွေကကျူးစကားပေါ့နော်သူကကျူးတွေရဲ့အကြောင်းကိုရိုက်ထားတာပေါ့နော်ကျူးတွေရဲ့အကြောင်းရိုက်ထားတယ်ကျွန်တော်အဲ့ဒီကားမှာဆိုရင်မိတ်ကပ်တောင်မလူရပါဘူးတကယ်ကိုလေဒီတနခါပကွက်ကြားနဲ့လိုမျိုးပေါ့နော်တဘာဝစိတ်ရုပ်ကိုမှီအောင်လုပ်ရတာပေါ့နော်ကျမ900တဲ့ဖြစ်တဲ့ကျမဘွားတစ်လျှောက်လုံးဒီဗီဒီယိုရိုက်လာတဲ့ထဲမှာတခါမှ900တဲ့ဇယိုက်ကိုမလုပ်ခဲ့ဘူးပေါ့နော်
အခုမှစပြီးကွန်းရတယ်လုတ်ပူတဲ့ခါကျတော့ကိုယ့်ရဲ့အလေးနာပေါင်ဝဲချင်ကွန်းရတယ်လေကျမလိုက်လေ့လာရတာပေါ့နော်လိုက်လေ့လာတယ်ခါကြရင်အဲ့လိုပဲကားပေါ်ကနေသူတို့ရဲ့ပုံစံလေးတွေကြည့်ရပါတော့သူတို့ဘယ်လိုဝတ်တယ်စားတယ်ပေါ့တော်တော်များများကျမတွေ့ဦးတာကတော့ဒီလိုမျိုးသူကတဘာဝကြတဲ့ဇယုတ်တခါးတွေလူးမယ်ပေါ့နော်တချို့ကြလည်းနှကန်းနေအောင်ဆိုးရကြတွေ့တယ်နှကန်းတွေရဲရဲအောင်ဆိုးရတွေ့ရတယ်မျိုးစုံပေါ့နော်ဒါပေမဲ့ကျမဒီမှာဘကွက်ကလေးကွက်ပြီးရိုက်ထားတယ်တွားကြရင်မိတ်ကပ်မပါဘူးခါကြလို့စပင်းလို့ထုံးပြီးတော့ကပိုးပြိုနဲ့ပေါ့တကယ်ကိုအဲ့လိုမျိုးတဘာဝကြတဲ့ဇယုတ်မျိုးနဲ့ဒီလိုခဲ့ရတာပေါ့နော်စစအောင်ဆုံးရိုက်တဲ့အခန်းဆိုလို့ရှိရင်ဒါလင်မယားနဲ့ရန်ဖြစ်ရတဲ့အခန်းပေါ့အဲ့မှာဆိုလို့ရှိရင်ကျမကမင်းသားကြီးနဲ့အတွဲပေါ့လင်မယားပေါ့လင်မယားတော့ပထမတော့ဒီဇယုတ်ကချပေးထားတာကဝေလူနဲ့ကျမနဲ့ဟာလင်မယားမင်းသားကြီးနဲ့ရေကြီးချမ်းပြလင်မယားဒါပေမဲ့ဝေလူကသူ့အမျိုးသမီးနဲ့ပဲသူတွဲလိုက်မယ်ပေါ့နော်ဟိုရေကြီးချမ်းပြခုမှစပြီးရိုက်ပြီးတဲ့ခါကျတော့သူတွဲမယ်တွဲချင်တယ်ပေါ့နော်တွဲမယ်ပေါ့သူဘာပြောသူစရပြည့်တဲ့ခါကျတော့အမှားရမရှိအောင်ပေါ့လေအဲ့နဲ့သူမိန်းမနဲ့တွဲတယ်ကျမကတော့ဒီကဟွာပေါ့ကိုမင်းသားကြီးနဲ့တွဲဖြစ်သွားတာပေါ့တွဲဖြစ်သွားတော့လင်မယားနှစ်ယောက်စရန်ဖြစ်တဲ့အခန်းမှာဟိုဇလုံနေနဲ့ပေါက်ရတဲ့အခန်းပေါ့နော်အဲ့မှာတော့ကျမပေါက်တာတော့ထိအောင်ပေါက်တာပဲဘာပြောထားပြီလေတရုတ်ဆောင်နေဆိုတော့လုံမှာပဲလို့လုံမှာပဲခေါင်းနေပါအနေအများနေတော့ပဲပြစ်မလဲကြောကုန်းတို့ဘာလို့ပြစ်အောင်ဒါပေမဲ့ကံကောင်းတာလေးမင်းသားကြီးကလည်းပြစ်လိုက်တိုင်းကိုတခါမှမမှန်ဘူးကျမပြစ်လိုက်တဲ့အချိန်မှာတန်းရှိတယ်ဟုတ်လားအဝိလန်းနဲ့တန်းအဲ့အဝိလန်းနဲ့တန်းနဲ့အဲ့ဇလုံတွေကအမြဲတမ်းပေါက်ပေါက်တောင်သွားထိတာအဲ့ဒါဆိုသူလည်းကံကောင်းတယ်မထိဘူးဒါပေမဲ့အားတွေပါတော့ပေါအောင်လို့လောက်ရတာပဲအဲ့တော့အဲ့ဇကားလည်းတကယ်ကိုအမတ်တရဖြစ်ခဲ့တဲ့ဇကားပါဟိုပေးသက်ကြီးလည်းအဲ့ကားကိုအခုထွက်နေပါပြီပေါ့နော်ဟိုပါဖုန်းကနေကြည့်ရတာပါတူတူဆိုရဲเนาะအဲ့ရနေကြည့်ရတာပါအားကြောင့်ချစ်ချူအားပေးပါအောင်လို့ပေးသက်ကြီးလည်းပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်